ချက်တည်းလှုပ်ရှားယုံနေတဲ့ထိုလူဟာဂိုင်းစတာကောင်းဆောင်တဲ့ကားတစ်စီးလုံးကိုအလဲကနေအပိုင်းပိုင်းပြတ်သွားအောင်ဖျက်ချလိုက်ပါတယ်တက်တော်ဆောင်တွေကယူသွတ်တလူမျိုးရန်တမ်းပစ်ခတ်ကြပေမဲ့ထိုလူရဲ့လှုပ်ရှားမှုကဘယ်သူမှမမိနိုင်အောင်မြန်ဆန်လွန်းလာပါတယ်ဘေးကိုတစ်ချက်ရှောင်ပြီးပထမဆုံးတက်တော်ဆောင်ကိုချက်ချင်းလဲကျသွားစီတယ်လို့ဓာတ်နှစ်ချောင်းစလုံးနဲ့ပါတန်တန်မတ်မတ်ထိုးဆိုင်လိုက်ပါတယ်နောက်ထပ်နှစ်ယောက်လည်းထိုနေရာမှာတင်လဲကျသွားပြီးလှုပ်ရှားမှုအဆအဆုံးကတကယ်ကိုပြတ်သားတန့်စင်လွန်းလာပါတယ်ခဏလေးတွင်းမှာတင်ဂိုင်းတစ်ခုလုံးအပြက်ရှင်းခံလိုက်ရတာပါအခုလိုကွင်းညွတ်နေတဲ့ဓာတ်တွေကိုကိုင်ဆောင်ထားတဲ့ထိုလူမှာသူနဲ့အင်အားချင်းတူတဲ့အဖော်၃ယောက်ရှိပါသေးတယ်ကြောက်တုံးဘီရင်ကကြောက်တုံးတွေကိုထိန်းချုပ်နိုင်ပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုကြောက်တုံးချက်ဝတ်တစားတွေဖုံးအုပ်ထားနိုင်ပါတယ်သူ့ရဲ့စွမ်းရည်ကသူ့ကိုအဖွဲထဲမှာအနေအရှိဆုံးလူတစ်ယောက်ဖြစ်စေတာပါတမ်မနီဝန်ဝန်ကတော့ကက်တလင်းတနက်ကြီးကိုကိုင်ဆောင်ထားပြီးလူအသွင်နဲ့ဝန်ဝန်အသွင်ကိုစိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်ကိုပြောက်မင်းသမီးကတော့ရေနဲ့ထိတွေ့လိုက်တာနဲ့လုံးဝကိုပြောက်သွားတတ်ပြီးဘယ်သူမှရိပ်မိဖို့မလွယ်ကူပါဘူးဒါပေမဲ့ဒီတစ်ခေါက်မရှင်မှာတော့ရန်သူတွေကကြိုတင်ပြင်ဆင်လာခဲ့ကြပါတယ်သူတို့ကအပူလိုင်းဖန်အုပ်ထုပ်တွေကိုဝစ်ဆင်ထားတာကြောင့်ကိုပြောက်မင်းသမီးရဲ့လှုပ်ရှားမှုတိုင်းကိုအထင်ရှားမြင်တွေ့နေရတာပါနောက်တစ်စက္ကန့်မှာပဲရန်သူတွေကနိုက်ထရိုဂျင်ပိုက်လိုင်းကိုပစ်ခတ်လိုက်ပါတယ်အေးခဲနေတဲ့တံငွေတွေပန်းထွက်လာလို့ကိုပြောက်မင်းသမီးမှာရှောင်ကွင်းဖို့အချိန်မရပဲရက်နေတဲ့နေရာမှာတင်ရေခဲတုံးကြီးဖြစ်သွားပါတော့တယ်တမ်မနီဝန်ဝန်ကဒါကိုမြင်တာနဲ့ချက်ချင်းပဲဝန်ဝန်တစ်ပိုင်းလူတစ်ပိုင်းအတွင်ပြောင်းလဲလိုက်ပါတယ်သူ့ရဲ့ကြွသားတွေပောက်ကွဲထွက်မတက်ကြီးမားလာပြီးအဝိစားတွေလည်းချက်ချင်းဆုပ်ပြေးသွားတာပေါ့ဝန်ဝန်အတွင်နဲ့သူဟာလူအုပ်ထဲကိုတန်တန်မတ်မတ်ပြေးဝင်သွားပြီးလက်တီးတစ်ချက်ချင်းစီကရန်သူတွေကိုလွတ်ထွက်သွားစေပါတယ်ဒါပေမဲ့ရန်သူတွေကဒါကိုလည်းကြိုတင်ပြင်ဆင်ထားပြီးသားပါတမ်မနီဂျိုးကိုရဲ့ကြီးနဲ့သူ့ကိုလှမ်းဖက်လိုက်ကြပါတယ်အဲ့ဒီချိန်မှာပဲကြောက်တုံးဘီရင်ကလှုပ်ရှားမှုဆက်တင်လိုက်ပါတယ်သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုကြောက်တုံးတွေနဲ့ဖုံးအုပ်လိုက်ပြီးလက်တီးနှစ်ဖက်စလုံးနဲ့မြေပြင်ကိုအားပြင်းပြင်းရိုက်ချလိုက်ပါတယ်ထွက်ပေါ်လာတဲ့တုန်ခါမှုလိုင်းတန်ကြောင့်ရန်သူတရားစင်ကြော်လေးတွေကိုလွင့်စင်သွားရတာပါမရက်မနာပစ်ခတ်မှုတွေကြားထဲကနေသူဟာလူအုပ်ထဲကိုတိုက်ရိုက်တိုးဝင်သွားပြီးစက္ကန့်ပိုင်းတွင်းမှာတင်ရန်သူအလုံးကိုရှင်းလင်းပစ်လိုက်ပါတယ်ဒါပေမဲ့ဒါကိုတော့ဘယ်သူမှမျှော်လင့်မထားခဲ့ကြပါဘူးရန်သူတွေဘက်မှာလည်းဆွမ်းအရှင်တိုက်ခိုက်ရေးသမားတစ်ယောက်ရှိနေတာပါဘာစကားမှမပြောဘဲသူဟာတန်တန်မတ်မတ်ပြေးဝင်လာပါတယ်ကြောက်တုံးဘီရင်ကသူ့စီကိုကြောက်တုံးတွေနဲ့လှမ်းပစ်ပေမဲ့ဘာတန်ရာမှမရရှိခဲ့ပါဘူးကြောက်တုံးဘီရင်ပြန်လဲတိုက်ခိုက်ဖို့တောင်အချိန်မရခင်မှာပဲရန်သူကပြင်းထန်တဲ့တိုက်ချက်တစ်ခုပေးလိုက်ပါတယ်ကြောက်တုံးဘီရင်မြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်လဲကျသွားပြီးတတိလစ်သွားခဲ့ရတာပါဒါပေမဲ့အခြားတစ်ဖက်မှာတော့ဓာတုရဲကောင်းကရန်သူတွေကိုမရက်မနာအပြက်ရှင်းနေတော့မှပဲသူဟာဘယ်ညာကိုလျှက်တစ်ပြက်လှုပ်ရှားသွားပြီးရန်သူတွေတယောက်ပြီးတယောက်မြေပြင်ပေါ်လဲကျလို့အားလုံးကိုစက္ကန့်ပိုင်းတွင်းမှာတင်နှိမ်နင်းလိုက်ပါတယ်နောက်ဒေတာမန်မသိတဲ့နေရာကနေမေးဆေးများတစ်ချောင်းအဝေးကနေပြန်တန်းရောက်ရှိလာပြီးဒီလိုမျိုးနဲ့ပဲဆွမ်းအရှင်စူပါဟီးရိုး၄ယောက်စလုံးအဖမ်းခံလိုက်ရပါတော့တယ်